န်းတော်ကြီးရဲ့ညစာစားပွဲဟာစီကားနေပေမဲ့လေဒီယိုထဲမှာဆွေတော့မနာလိုမှုတွေနဲ့ပြိုင်ဆိုင်မှုအငွေသက်တွေကပြည့်နှက်လို့နေတာပါ။အဲဒီချိန်မှာပဲအားလုံးရဲ့အကြီးတွေကတနေရာတွေကိုစုပြုံရောက်ရှိသွားခဲ့ပါတော့တယ်။အရာကတော့ကြော်ရှဲလှပပြီးထက်မြက်တဲ့မြောက်ပိုင်းမင်းသမီးပါ။သူမဟာမိဖုရားကလက်ဆောင်ပြစ်တိုက်တဲ့ရှားပါဝိုင်းတစ်ခွက်ကိုယူဆောင်လာခဲ့ပြီးအရှင်မင်းကြီးကိုပထမဦးဆုံးချိန်ခါတော့ပြုလိုက်ပါတယ်။တကယ်တော့ဒါဟာသူမရဲ့အဆက်ကွဲစီမဲ့အန်ဒီယေကိုရှောင်ရှားနိုင်ုံနဲ့မဟုတ်သေးပဲနဲ့သူမရဲ့ဖခင်ဖြစ်သူစစ်သူကြီးအတွက်မျက်နှာပွင့်အောင်လှုံ့ဆော်ပေးလိုက်တာလည်းဖြစ်ပါတယ်။ဒါအောင်မြင်နေရတဲ့အရှင်မင်းကြီးရဲ့အထက်တန်းလွှာမိဖုရားကတော့မနာလိုစိတ်တွေတောင်းလောင်လာပါဒေါသကြီးကျယ်ထွန်းနေပါတယ်။မိဖုရားကဒီမိန်းကလေးကငါ့ကိုစိန်ခေါ်နေရလား။ဒါလို့ဆိုတဲ့အကြီးတွေနဲ့မြောင်ပိုင်းမင်းသမီးကိုအကဲခတ်နေတာပါ။ဒါပေမဲ့မြောင်ပိုင်းမင်းသမီးကတော့တည်ငြိမ်လွန်နေပါတယ်။သူမဟာလက်နက်ကိုင်စစ်သူကြီးရဲ့သမီးပြီးစကားပြောဆိုပုံကလည်းရဲရင်ပြတ်သားလွန်လာတာပါမင်းသမီးကဘရင်ကြီးရဲ့မွေးနေ့နီးနေပြီမလို့သူမရဲ့စေတနာနဲ့ဂုဏ်ပြုပြီးအရေးချင်းတွေကိုတက်သေးပြဖို့အတွက်အရှင်မင်းကြီးရှိမှကြပြတကုတ်ကိုရွတ်ဆိုဖို့အတွက်ရွတ်ပြခွင့်တောင်းလိုက်ပါတော့တယ်ပွဲတက်လာတဲ့မူမန်တချို့ကစစ်သူကြီးသမီးဆိုတော့ဓားနဲ့လံပဲကင်တက်တဲ့နေမှာပါကြပြလင်္ကာတွေနားလေပါမလားဒါလို့ဆိုပြီးတော့အနှိမ်ချပြောဆိုနေကြတာပါဒါကိုအရှင်မင်းကြီးကလည်းတီတာကြောင့်မင်းသမီးကိုစမ်းသပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ကြပြရွတ်လို့ကောင်းရင်စုချမယ်မကောင်းရင်တော့ပြစ်ဒဏ်ရှိမယ်ဒါလို့သတိပေးလိုက်ပါတယ်ဒီလိုအမှားယွင်းမခံတဲ့အရှင်မင်းကြီးရဲ့စိန်ခေါ်မှုတွေဟာမင်းသမီးအတွက်ကတော့ထောင်ချောက်တစ်ခုလိုဖြစ်နေတာပါသူမကအေးဆေးစွာနဲ့ကြပြကိုရွတ်ဆိုလိုက်ပါတယ်သူမရွတ်ဆိုလိုက်တဲ့ကြပြမှာတိုင်းပြည်ရဲ့အေးချမ်းသာယာမှုတွေနဲ့အရှင်မင်းကြီးရဲ့ဖုံတကိုယ်တွေကိုချီးကျူးထားတာကြောင့်နန်းတွင်တစ်ခွင်လုံးဟိမ့်ထွက်သွားစေလောက်အောင်လို့ကိုအံ့ဩစရာကောင်းစွာခံညာလွန်နေပါတယ်ဘေးရဝိုင်းစီနေတဲ့မူးမတ်တွေရဲ့မနာလိုမှုတွေဖြစ်တဲ့ထက်တန်းလွှာမိဖုရားတော်မှာပါဇက်အောင်သားဖြစ်သွားတဲ့အထိပါပဲမင်းသမီးရဲ့ပါနံမှုနဲ့ပညာရှိမှုတွေကိုအရှင်မင်းကြီးကအလွန်ကိုသဘောကျသွားပြီးတော့ချိတ်ကျူးစကားတွေဆိုခဲ့တာပါအထက်တန်းလွှာမိဖုရားရဲ့မနာလိုမှုတွေကြားထဲကနေမြောက်ပိုင်းမင်းသမီးတယောက်သူမရဲ့အစွမ်းစားတွေကိုသက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်အေကန်ပွဲပြီးရဲ့နောက်မှာဆိုရင်တော့အရှင်မင်းကြီးကသူ့ရဲ့အထိန်တော်ကိုစေလုံးပြီးသူမကိုတွေးဆောင်မှုဖိတ်ခေါ်ခဲ့တာပါမင်းသမီးဟာအရှင်မင်းကြီးရဲ့စင်ခေါ်မှုတွေကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ဒါပေမဲ့တစ်ဖက်ကအထက်တန်းလွှာမိဖုရားရဲ့ရင်ထဲမှာတော့ဒေါသမီတွေလောင်မြိုင်းနေခဲ့ပါတယ်။မြောက်ပိုင်းမင်းသမီးကိုနန်းတွင်သူဖြစ်နေမြောက်စားလိုက်တာကသူမအတွက်တော့တိတ်ခါကြားစရာတစ်ခုဖြစ်လို့နေတာပါ။သူမရဲ့အစီကံကတော့အရှင်မင်းကြီးကအသက်ဆန်းမလို့ခဏတာစိတ်ဝင်စားတာနေမှာပါ။ဒီလိုနှစ်သိမ့်ပေးခဲ့ပေမဲ့မိဖုရားရဲ့စိတ်ထဲမှာတော့လောက်ကျန်မှုအကြံတစ်ခုရရှိသွားခဲ့ပါတယ်။ဖန်ချီဝူရဲ့အရှက်မရှိတဲ့အပြုမှုတွေကိုမင်းသားသာသိသွားရင်ဒါလို့ဆိုတဲ့အတွေ့နဲ့တူသူမဟာအစိပ်ပြင်းတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတော့တယ်။နန်းရင်ပြင်ရဲ့တိတ်ဆိတ်မှုတွေကြားထဲမှာမုံတိုင်းတစ်ခုကအစားပြုနေခဲ့ပါတယ်။တစ်ဖက်မှာတော့အာနာနဲ့အချက်တွေကိုဖတ်တွယ်ထားခြင်းနဲ့မိမသားတယောက်ရဲ့မနာလိုစိတ်နောက်တစ်ဖက်မှာဆိုရင်တော့အမုန်းတရားတွေနဲ့အလိုရမတ်တွေကြားတွေကဘယင်တစ်ပါးရဲ့ရက်စက်မှုတွေနဲ့ပြည့်နှက်နေပါတယ်။နန်းဆောင်တစ်ခုထဲမှာဆိုရင်တော့အရှင်မင်းကြီးဟာပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုကိုရင်ဆိုင်နေရတာပါ။ကာမစိတ်ကိုကြွစေတဲ့စိတ်တစ်မျိုးရဲ့အာနိသင်တွေကြောင့်အရှင်မင်းကြီးကမိမိကိုယ်ကိုမထိန်ချုပ်နိုင်တော့ပါဘူး။ဖန်ချီဘူးကအရှင်မင်းကြီးစီမှာအစိတ်ဖြည့်စည်းတွေအများကြီးရှိနေပြီးတော့တမတော်လည်းရှိနေတာပဲလို့ပြောလိုက်ပါတယ်။ပြီးတော့သူမကတမတော်ခေါ်ပေးဖို့ကြိုးစားခဲ့ပြီးမြဘရင်ကြီးကတားဆီးလိုက်ပါတယ်။ဘရင်ကြီးကမင်းရှိနေတာပဲအစိတ်ဖြည့်စည်းနဲ့တမတော်တွေမလိုတော့ဘူးလို့ပြောလိုက်ပါတယ်။သူမရဲ့ခင်မုန်းဖြစ်သူမြောက်ပိုင်းမင်းသားကိုယ်တိုင်နန်းတော်ထဲမှာရှိနေတာတော့အရှင်မင်းကြီးကတော့ဂယုမဆိုင်နိုင်ခဲ့ပါဘူး။ဘရင်ကြီးကမင်းကငါမိန်းမပဲဒီလိုဆိုတဲ့မောက်မာတဲ့စကားတစ်ခုနဲ့တူသူဟာဖန်ချီဘူးကိုပိုင်ဆိုင်မှုအတွက်အတင်းကျပ်ကြိုးစားပါတော့တယ်။သူရဲကောင်းတယောက်ဖြစ်ကြီးညိုခဲ့ရတဲ့အရှင်မင်းကြီးဟာအခုတော့သူမပေါ်မှာလှည့်စားခဲ့တဲ့လူတစ်ယောက်ဖြစ်နေပြီလို့ပြောလိုက်ပါတယ်။သူမရဲ့ရင်ထဲမှာနောင်တတွေပြည့်နှက်နေခဲ့တာပါ။သူမကိုယ်တိုင်ရေးဆက်ခဲ့တဲ့ငြိမ်းချမ်းရေးကြပြတွေဟာအခုတော့သူမအတွက်တေချဲတရားရဲ့နမိတ်တွေဖြစ်နေပါတယ်။အရှင်မင်းကြီးကတော့သူမရဲ့မျက်ရည်တွေကိုကောက်ကျမှုတစ်ခုလို့သာထင်မှန်နေခဲ့တာပါ။ခေါင်းအိုးဘေးရဆေးကိုယူခိုင်းလိုက်ပြီးဓာတ်တောက်လိုက်ပါပြီးရင်မင်းအောင်လှုပ်ပေးမယ်လို့ဘရင်ကြီးကပြောလိုက်ပါတယ်သူမကဆေးပလင်းနဲ့ရဆေးတွေကိုအကုန်မောတောင်းလိုက်တာပါဆေးတွေတောင်းလိုက်ပေမဲ့ဘရင်ကြီးကသူမကိုလှုပ်ပေးမယ်အစားအိယာတွေကိုအတင်းကျပ်ဆွဲခေါ်သွားပါတော့တယ်နန်းတော်ရဲ့တခြားတစ်ဖက်မှာတော့အချိန်တွေကကမောက်ကမဖြစ်နေကြတာပါမြောက်ပိုင်းမင်းသားဟာသူ့ရဲ့ကျင်ရတော်ဖန်ချီဦးမင်းသမီးပျောက်ဆုံးနေတာကြောင့်ရုံးမတက်ခံစားနေရပြီးတော့အပြင်းထန်လိုက်လံရှာဖွေနေခဲ့ပါတယ်ဒီချိန်မှာပဲဘရင်ကြီးရဲ့အထက်တန်းလာမိဖုရားကရောက်လာခဲ့တာပါမင်းသားကမင်းသမီးပြောင်းနေပြီးနေရာနဲ့ရှာနေပေမဲ့လည်းမတွေ့ဘူးလို့ပြောလိုက်ပါတယ်မိဖုရားကဒီကိစ္စကိုဘရင်ကြီးစီရှောက်တင်ပြီးတော့အဆောင်ရှောက်တွေနဲ့ဝိုင်းရှာပေးစေဖို့အတွက်အကူအညီတောင်းခိုင်းပါတယ်ဘရင်ကြီးကဖန်ချီဘူးကိုအတင်းကျပ်ရယူဖို့ကြိုးစားခဲ့ပေမဲ့သူမကရုန်းကန်ပြီးတော့တွန်းထုတ်လိုက်တာပါဘရင်ကြီးကိုဝေဒနာတတ်တောင်းလို့ဆေးဥသာတောက်ခိုင်းပြီးသူမကိုထွက်သွားခွင့်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်
နောက်ပြီးတော့အရှင်မင်းမြတ်အနားယူတာကိုလည်းမနှောက်ယှက်တော့ပါဘူးလို့ပြောကထွက်သွားဖို့ကြိုးစားပါတယ်။သူမထွက်သွားဖို့ကြိုးစားပေမဲ့ဘရင်ကြီးကဖမ်းချုပ်တားဆီးထားတာကြောင့်မအောင်မြင်ခဲ့ပြန်ပါဘူး။ညနေတကောင်ရဲ့တိတ်ဆိတ်မှုတွေကနန်းတော်ရဲ့အဆောင်တွင်းမှာတော့စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေခဲ့တာပါ။ဘရင်ကြီးကမင်းသမီးကိုဆွဲခေါ်လိုက်ပြီးဘေးလီဆန်တဲ့မိကွန်းတစ်ခုကိုမေးခဲ့ပါတယ်။